crowd 2 ထဲမှာ crowd 2ရှိတယ် perspective crowd 2ရှိတယ် slide 2ရှိတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်နာမည်ကိုရှိန်ဖြစ်ပါတယ် okay ကျွန်တော်တို့ဒီနေ့ဘယ်ဟာကိုဆက်သွားကြမလဲတစ်ချက်ကြည့်ကြအောင်ပါနော် crowd 2 group ထဲမှာ crowd 2ရှိတယ် perspective crowd 2ရှိတယ် slide 2ရှိတယ် slide slab 2ရှိတယ်ပေါ့နော် okay ကျွန်တော်ဒီ crowd 2နဲ့ perspective crowd 2လေးကိုသွားကြည့်ကြအောင် okay crowd 2ကိုရွေးမယ်ဆိုရင် CO နှိပ်လိုက်ရင် crowd 2ကိုရောက်တယ် option bar မှာတစ်ချက်သွားကြအောင် option bar မှာဒီမှာကျွန်တော်တို့ preset တွေလည်းရှိတယ်ပေါ့နော်ဒီ crowd လုပ်တဲ့လုပ်ဖို့အတွက်ပေါ့နော် preset တွေရှိတယ်ဥပမာကျွန်တော်တို့ဒီ document ကိုဘယ် size ဖြတ်မလဲဘယ်နှလက်မတွေသုံးမလဲ resolution ဘယ်လောက်ထားမလဲပေါ့နော် okay ဒီမှာတစ်ချက်ကြည့်အောင်ပထမဆုံးဒီပေါ်မှာတော့ ratio ရဲ့ WH ရဲ့ resolution ရဲ့ရှိရပေါ့ ratio ကတော့ဒီ document အချိုးအတိုင်းကိုပြောချင်တာပေါ့နော် WH resolution ကတော့ width ရဲ့ height ရဲ့ resolution ပေါ့နော် resolution ဆိုတာကတော့ကျွန်တော်ဒီ document ထဲမှာရှိရပေါ့နော် pixel ကိုပြောချင်တာပေါ့နော်ဥပမာ resolution 300ဆိုလို့ရှိရင်ဒါတလက်မအပတ်လည်အတွင်းမှာ pixel point 300ရှိတာကိုပြောချင်တာပေါ့နော်ဒါ width ရဲ့ height ရဲ့ resolution ရဲ့ပေါ့နော်okay အောက်မှာ original ratio ရှိရယ်နောက်11 square ရှိရယ်45ရှိရယ်57ရှိရယ်23ရှိရယ်63/9ရှိရယ် okay အောက်မှာဒီတိုင်းသူ့ရဲ့ preset တွေပေါ့နော် new crop preset ကိုလည်း create လုပ်ထားလို့ရတယ်ကိုသုံးများတဲ့ preset ကိုပေါ့နော် okay ဒီမှာကျွန်တော်တို့1 square လေး crop လေးဖြတ်ကြည့်မယ်ပေါ့နော်အဲ့တော့ကျွန်တော်ကပုံတစ်ပုံဖွင့်ထားတယ်ပေါ့နော်ကြာကျွန်တော်အရင်တုန်းကရိုက်ခဲ့တဲ့ပုံလေးပါပဲokay crop လုပ်လိုက်မယ်ဆိုတော့ဒီ crop tool လေးကိုဒီထောက်လိုက်ပြီးတော့sorry crop tool လေးကိုထောက်လိုက်တာနဲ့ကျွန်တော်ဒီပုံပေါ်ကိုထောက်လိုက်တာနဲ့သူက crop diagram လေးပေါ်လာတယ်ပေါ့နော် crop diagram လေးပေါ်လာတယ်ဒီမှာ delete ဒီ option bar မှာကျွန်တော် delete cropped business ဒါလေးလည်းရှိတယ်နောက် content aware ဆိုတာလေးလည်းရှိတယ် delete cropped business ကတော့ကျွန်တော် delete လုပ်လိုက်ရင်ဘေးရဟာတွေသူတခါတည်းအကုန်ဖြတ်ပြင်မှာပေါ့နော်ပြီးတော့ content aware ဆိုတာကျွန်တော်တို့ဘယ်လိုလဲဆိုတာလေးချက်ပြပေးမယ်ပေါ့နော် okay ကျွန်တော်ဒီပုံလေးကိုဒီဘက်ဟိုဘက်ကပုံမလို့ခြင်းဒီဘက်ကပုံလို့ခြင်းတို့ဒီလိုဖြတ်လိုက်မယ်ဒါဒီလောက်လေးဖြတ်မယ်ဒါဆို square ဖြတ်တာပေါ့နော် site တွေပါတွေမပါဘူးပေါ့နော်ဘယ် site ဖြတ်မယ်လို့မပါဘူး okay အဲ့တော့ကျွန်တော်ကတခါ W ရဲ့ H ရဲ့ resolution ကိုတစ်ချက်သွားပြီးတော့ဖြတ်ကြည့်အောင်မယ်အဲ့တော့ဗါလို့ကျွန်တော်က W ကို73လက်မ H အမြင့်ကိုလက်မ20 resolution ကို300ထားတယ်ပေါ့နော်ဒီမှာ resolution pixel inch ဖြစ်ပါတယ် pixel centimeter လည်းပြလို့ရတယ်ဒါတော့ကျွန်တော် pixel inch ကိုသုံးထားပါတယ်အဲ့တော့ဒီမှာ cropping ဖြတ်မယ်ကျွန်တော်တို့လေး crop လုပ်လိုက်တယ်နောက်ဒီလိုကိုလိုချင်တာကိုဆွဲsorry ဒီအောက်မှာ20ပျောက်သွား20လက်မပျောက်သွားတယ်20ကျွန်တော်ရလိုက်ပြီဒါဆိုရင်ကျွန်တော်တို့ဒီဆွဲဆန့်လိုက်တယ်သူကဒါ73လက်မ20လက်မပဲဖြစ်မှာပေါ့နော်အမြင့်20လက်မ okay ကျွန်တော်တို့ဆွဲဆန့်လိုက်မယ်ဒီအမဲကြီးတွေပေါ်နေပေါ့နော်အဲ့အမဲကြီးတွေမပေါ်ဘူးကျွန်တော် content aware ဆိုတော့တစ်ချက်နှိပ်ကြည့်လိုက်မယ် content aware ကဘယ်လိုမျိုးလုပ်ပေးသွားမလဲတစ်ချက်ကြည့်ရအောင်ပေါ့နော်ဒီလောက်လေးပဲ okay click လုပ်လိုက်မယ် okay ဒါဆိုရင်သူကဖြတ်ပြီးတော့ဒီအမဲကြီးဖြစ်နေတဲ့နေရာတွေcropping ဖြတ်ပြီးအပိုဖြစ်နေတဲ့နေရာတွေသူကတခါလေးဖြည့်ပေးသွားမှာပေါ့နော် content aware ဟုတ်ပါတယ်ဒီမယ်အကုန်လုံးကိုဖြည့်ပေးသွားတာဒါ content aware ကိုသုံးလိုက်တဲ့ဟာပေါ့နော် okay ကျွန်တော်cropping tool မှာတော့ရှည်ဝေးအများကြီးမပါဘူးကျွန်တော်တို့ကလိုချင်တဲ့ site တွေဖြတ်မယ်မလိုချင်တာတွေကိုပေါ့နော်ဖယ်ထုတ်မယ်လိုချင်တဲ့ဟာကိုဖြတ်ယူမယ်ပြီးတော့ကိုကဘယ်လိုချင်တဲ့အရွယ်အစားဘယ် site ကိုလုပ်မလဲ print ဘယ် site ထုတ်မလဲဘယ်နှပေထုတ်မလဲဒါမျိုးတွေအတွက်cropping tool မှာလုပ်လို့ရတယ်ပေါ့နော်